ကောင်လေးကသူ့ရဲ့ဖောက်မြင်နိုင်တဲ့အမြင်ကိုအသက်သွင်းလိုက်ပြီးတော့ကြောက်တိုင်ကြီးရဲ့မှာဝတ်ထားတဲ့ရတနာတစ်ခုကိုရှာတွေ့သွားပြီးတော့အနေငယ်ပြုံးလိုက်တယ်သူကကြောက်တုံးတစ်ခုကိုကောက်ယူလိုက်ပြီးတော့အေးရမကြောက်တုံးကြီးရဲ့အလဲတီးတွေကိုပစ်လိုက်တယ်ခဏကြာမှာပဲအလိုမှာကြောတဲ့ကြောက်တုံးကြီးကကွဲထွက်သွားခဲ့ပြီးတော့မျိုးနယ်တစ်ခုလုံးကိုအမိန်ပေးနိုင်တဲ့ရတနာတစ်ခုထွက်ပေါ်လာခဲ့တာကြောင့်ကောင်လေးကအံ့ဩသွားခဲ့တယ်ဒီနောက်မှာတော့ကောင်လေးကမျိုးနွယ်စုဤဗနာကဲဖြတ်ပွဲသို့ရောက်လာခဲ့ပါတယ်တစ်ချိန်အိမ်ထဲမှာပဲမျိုးနွယ်စုခေါင်းဆောင်ကတစုံတစ်ယောက်ကအေးရမကြောက်တိုင်ကြီးကိုပောက်ကွဲသွားအောင်လုပ်လိုက်တာကိုသိရှိသွားတယ်ခေါင်းဆောင်ကထိုလူကိုရှာဖွေရန်မျိုးနွယ်စုဝင်များအားချက်ချင်းအမိန်ပေးခဲ့ပြီးတော့ထိုလူကမျိုးနယ်ခေါင်းဆောင်တစ်ဖြစ်လာလိမ့်မယ်လို့ကြေညာလိုက်ပါတယ်ကောင်လေးကသူကကြောက်တုံးကိုဖြိုခွင်းခဲ့သူပဲလို့ပြောလိုက်ပေမဲ့မျိုးနယ်စုဝင်များကသူ့ကိုရေမောလောင်ပြောင်းလိုက်ကြပါတယ်ဒီခါမှာတော့ဦးလေးဖြစ်သူကသူပြောတာကိုတက်တေပြရမယ်လို့ကောင်လေးကိုပြောလိုက်ပါတယ်သူကကြအောက်စိမ့်တွေအများကြီးကိုတဲလာခဲ့ပြီးတော့ကောင်လေးရဲ့အမေနဲ့အလောင်းစားလုပ်ခဲ့ပါတယ်သူတို့၃ယောက်ကကြောက်စိမ့်တစ်ခုစီရေးချယ်ရမှာဖြစ်ပြီးတော့ကောင်လေးနဲ့သူ့အမေရဲ့ကြောက်စိမ့်တန်ကြီးနှစ်ခုရဲ့ပေါင်းချင်းတန်ကြီးကသူ့ဦးလေးထက်နီးနေလို့ရှိရင်သူ့အမေကမျိုးနယ်စုတစ်ခုနဲ့အတင်းကျပ်လက်ထပ်ရမှာဖြစ်ပြီးတော့ကောင်လေးကိုတော့ဒီမျိုးနယ်စုကနေအပြီးနှင်ထုတ်ခံရမယ်လို့ပြောလိုက်ပါတယ်အမျိုးသမီးကသူ့အကိုရဲ့လောင်းကြီးကိုညှင်းပယ်ခြင်းနေခဲ့ပေမဲ့ကောင်လေးကမထင်မှတ်ပဲသဘောတူတယ်လို့ပြောလိုက်ပါတယ်ဦးလေးဖြစ်သူကမျိုးနယ်စုဤယတနာအကဲဖြတ်ခြင်းဆိုင်ရာပညာရက်ကိုကျွမ်းကျင်တာကြောင့်အရေးသွေးမြင့်ကြောက်စိမ့်ကိုအမြန်ရွေးချယ်လိုက်ပါတယ်မျိုးနယ်စုဝင်အားလုံးကသူ့ကိုချီကျူးနေခဲ့ကြပါတယ်အမျိုးသမီးကသူတို့ရှုံးမယ်လို့ထင်ခဲ့လိုက်ပေမဲ့ကောင်လေးကနားထောင်နိုင်စွမ်းကိုအတုံးချလိုက်ပြီးတော့သူ့ဦးလေးကြောက်ကအပြင်မှာကြောက်စိမ့်ဖြစ်နေပေမဲ့အတွင်းမှာတာမန်ကြောက်တုံးတစ်ခုပဲလို့ပြောလိုက်ပါတယ်သူ့ဦးလေးကကောင်လေးရဲ့စကားကိုမယုံကြည်ပါဘူးဒါကြောင့်ကျွမ်းကျင်သူကိုချက်ချင်းဖြတ်ပေးဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ရလက်ကကောင်လေးပြောရဲ့အတိုင်းဖြစ်နေခဲ့ပါတယ်ကျွမ်းကျင်သူတွေရဲ့အကဲဖြတ်ချက်အရဒီကြောက်တုံးဟာဒေါ်လာ9 သန်းခန့်တန်ကြေးတက်မှတ်လိုက်ကြပါတယ်အမျိုးသမီးကယုံကြည်မှုကိုပြန်လည်ရရှိခဲ့ပြီးတော့ပျော်ရွှင်စွာပဲကြောက်တုံးတစ်ခုကိုရွှေ့ချယ်လိုက်ပါတယ်ကျွမ်းကျင်သူကဖြစ်တောက်လိုက်တဲ့အခါမှာတော့ကြောက်စိမ့်ကောင်းတစ်ခုဖြစ်နေခဲ့ပေမဲ့ကံမကောင်းစွာပဲအောက်ခြေမှာအကွဲနေခဲ့တာကြောင့်တန်ကြေးကိုဒေါ်လာ3 သန်းခန့်တက်မှတ်လိုက်ကြပါတယ်သူ့ဦးလေးကအောင်ပွဲခံကရေမောလိုက်ပြီးတော့ကောင်လေးကိုကြောက်စိမ့်တစ်ခုထပ်မံရေးချယ်ခိုင်းလိုက်ပါတယ်ကောင်လေးကသူ့မိကိုနှစ်သိမ့်ပေးလိုက်ပြီးတော့သူ့ရဲ့ဖောက်မြင်နိုင်စွမ်းကိုပြန်လည်တက်သွင်းပြီးတော့အကြအာယုံကိုပါအသုံးပြုလိုက်ပါတယ်ကောင်လေးကအရေးသွေးမြင့်ကြောက်စိမ့်တတုံးကိုတွေ့ရှိသွားခဲ့ပါတယ်ဒါပေမဲ့သူ့မိကသူ့ကိုတားလိုက်ပြီးတော့ကြောက်တုံးတီချုံမှုပြီးအသွေးသားမရှိတဲ့အတွက်ကြောက်ကောင်းတစ်ခုမဖြစ်နိုင်ဘူးလို့သူမကပြောပြလိုက်ပြီးတော့ကောင်လေးကိုနောက်တစ်ခုပြန်ရွေးဖို့ချက်ချင်းပြောနေခဲ့တယ်ဒါပေမဲ့သူ့ဦးလေးကကြောက်တုံးတတုံးကိုရွေးပြီးတာနဲ့အစားထိုးခွင့်မရှိဘူးလို့ပြောကသူ့ကိုတားလိုက်ပါတယ်ကောင်လေးကကြောက်တုံးကိုယုံကြည်စွာကောက်ယူလိုက်ပြီးတော့ကျွမ်းကျင်ပညာရှင်ကိုအလဲကဖျက်ခိုင်းလိုက်တယ်ကြအောက်တုံးကိုဖျက်တဲ့အခါမှာတော့အထဲမှာကြောက်စိမ့်နေမှမတွေ့ခဲ့ပါဘူးသူ့ရဲ့အမေကရှုံးနေမှုအတွက်စိတ်မကောင်းဖြစ်နေခဲ့ပြီးတော့သူ့ကိုယ်သူအပြစ်တင်နေခဲ့ပါတယ်ခေါင်းဆောင်ကကောင်လေးကိုနှင်ထုတ်တော့မယ့်ချိန်မှာပဲကောင်လေးကကြောက်ဖြတ်သူကကြောက်တုံးကိုမဖျက်လိုက်တာပဲလို့ပြောလိုက်ပြီးတော့ကြောက်တုံးကိုကောက်ကင်ကမြေပြင်ပေါ်ပြင်းပြင်းထန်ထန်ရိုက်ခွဲလိုက်တဲ့အခါမှာတော့ရုတ်တရက်ကြောက်တုံးကြီးစီမှရွှေရောင်လင်းနှန်းများထွက်ပေါ်ခဲ့ပြီးတော့တန်ဖိုးကြီးတဲ့ထိတ်တန်းကြောင့်မြတ်ယတနာတစ်ခုထွက်ပေါ်လာခဲ့ပါတယ်ဒီယတနာကအနည်းဆုံးဒေါ်လာတန်း20တန်ကြီးရှိပါတယ်